ကျွန်တော်တို့ content video တွေရိုက်ကြတဲ့အခါမှာ short size ဆိုတာမဖြစ်မနေပါပါတယ်ဘယ်လိုမျိုး short size တွေဆိုလဲဆိုတော့ wide shot မြင်ကွင်းကျယ်ပြတဲ့အခါသုံးပါတယ် medium shot အလယ်လက်ကတ် close up shot အချက်ကတ် extreme close up GT ကတ်ဆိုပြီးရေဘူးချက်အနေနဲ့ရှိပါတယ်ဆိုတော့ဒီ short size တွေသိုံနဲ့ရပြီလားဆိုတော့မရသေးပါဘူးဘယ်လိုနေရာတွေမှာသုံးရတယ်ဆိုတာလည်းထပ်သိရပါမယ် wide shot တနည်းအားဖြင့် establishing shot ကိုနေရာဒေသဒါမှမဟုတ်အရာဝတ္ထုတွေရဲ့ site ကိုရှင်းပြခြင်းတဲ့အခါသုံးပါတယ်ဥပမာပကံကိုရောက်နေပါတယ်ဆိုတာကိုပြခြင်းပကံရဲ့အငွေ့အသက်တွေပါတဲ့အရာတွေနဲ့ character ကိုထိတွေ့ပေးစေတာမျိုး medium shot ကိုများသောအားဖြင့် character ရဲ့လှုပ်ရှားမှုနဲ့မျက်နှာ expression ကိုတွဲပြခြင်းတဲ့အခါသုံးပါတယ်ဥပမာအမေတယောက်ကသားသမီးတွေစားဖို့အတွက်ဒီဖို့ကြောင့်ထဲမှာပျော်ပျော်ကြီးချက်ပြုတ်ပေးနေသည်ဆိုတဲ့အချိန်ပေါ့ close shot ကို character ရဲ့လှုပ်ရှားမှုတစ်ခုချင်းစီကိုပြခြင်းတဲ့အခါမှာသုံးပါတယ်ပူနေတဲ့ရင်အိုးကိုလက်နဲ့ထိမိတာဝမ်းနဲ့ပူဆွေးနေတဲ့အရာကိုမျက်နှာပေါ်မှာအတိုင်းအသန်းမြင်နေရတယ်ဆိုတာမျိုးပေါ့ extreme close up ကြတော့ close up နဲ့ဆင်တူပါတယ်။နည်းနည်းကွဲတာတခုကဒီလေးဖြစ်တာပါ။ဝမ်းနဲ့ပူဆွေးနေတဲ့အချိန်မှာမျက်ဝန်းထဲကမျက်ရည်တွေပါးပြန်ပေါ်တလိန်ချင်းစီးကြလာတယ်ဆိုတာမျိုးလူတစ်ယောက်ဆေးရုံမှာအသေးအတန်ဖြစ်နေချိန်မော်နီတာမှာနှလုံးခုန်လုံးဘယ်လောက်ရှိနေပါတယ်ဆိုတာကိုပြတာမျိုးပေါ့။ဆိုတော့ short size အကြောင်းသိပြီဘယ်လိုသုံးရမလဲဆိုတာလည်းသိပြီဆိုရင်လက်တွေ့အသုံးချကြည့်ပါ။သိနေုံနဲ့ကတော့ဘာမှတက်မလာပါဘူး။သုံးချရင်လည်းမှတက်လာမှာပါ။ Video editing and content creation ကိုတည်တံ့လေ့လာခြင်းတဲ့သူတွေအတွက်Telegram group လေး share ပေးမှာမလို့စိတ်ဝင်စားတယ်ဆိုရင် comment မှာ စက်ကလေးချထားပေးခဲ့ပါ That's all for this video. Thanks for your time.